အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ဒီလေးရနေပြီးတော့ဒီနေ့တင်ဆက်ရှင်တဲ့ဇလန်လေးကဆရာကိုကိုလေးရေးသားခဲ့တဲ့လူနီကလေးဇလန်ပဲဖြစ်ပါတယ်ဇလန်စာအုပ်မိုင်းမိုင်းဆိုင်းဆိုင်းညွညွဖြစ်သောတရက်ပင်အုပ်ကြီးတို့အလဲ၌ရှေ့တိုက်ပြက်ကြီးတစ်ခုမှာရေစကြိုမျိုးနှင့်မနီးမဝေးရှေ့ခေတ်ကောင်းစဉ်ကဆောက်လုပ်ကိုဝဲကြသောကျောင်းတိုက်ဟာကျောင်းတိုက်ပြက်တို့နှင့်မလန်မကန်တွင်ရှိလေရာ၎င်း၏အရှာပတ်ဝန်းကျင်များမှာကနွားစာချက်နှင့်လေပြက်ရာတော့တော်ကုံခင်တန်းတင်ငုံနှင့်ရှုပ်ပွားဝမ်းများစွာတို့ဖြစ်တာဖြစ်လေ၏ထိုးတိုက်ပြက်ကြီးမှာရှေ့ခေတ်ပင်ဆိုရတော့လဲမိသည့်အခါစီကဆောက်လုပ်ခဲ့သည်ကိုမခံမနိုင်အောင်ရှိလေ၏တိုက်ကြီးမှာ၄ပုံ၃ပုံလောက်သောနေရာများမှာပြိုကျနေသောကြောင့်အင်္ဂလိပ်အကျိုးပဲနှင့်အုပ်ပုံများဖြစ်ပြီးလေ၏အုပ်သားကြီးတစ်ချက်မှာလွန်စွာကြီးမှ၍ကြောက်သားကဲ့သို့မာကျော်လျက်ရှိလေရာအခန်းတွင်မှမျက်နှာချက်များအခန်းနေရံများမှကျိုးပဲပြက်စီးသည်နှင့်တူသောအပိုင်းစားတို့တွင်ရှဲလဲမုံမှန်ထားသောပပူပပြောက်ယူရီးယားပန့်ခတ်နှင့်ဆွေဆဲဝန်းရှက်တို့မှရှေးခါကလက်မှုပညာဘက်တွင်မိမြအထက်တန်းကြခဲ့သည်ကိုအထူးထောက်ခံပြောဆိုနေတဲ့ကဲ့သို့မှတ်ထင်ရလေ၏ကြောက်စာအခရာအမှတ်သားကလည်းမရှိသဖြင့်မြည်သည့်ခေတ်ကမြည်သူဆောက်လုပ်ခဲ့သောအဆောက်အဦမှန်လည်းမသိရလူနေသောနေရင်ဆောက်အဦပင်လောဖုန်ကြီးရဟန်းအတွက်တသက်ဆောက်လုံသောအုတ်တောင်းပြက်ကြီးပင်လောဟုတွေးတော၏မရအထင်အားဖြင့်၎င်းတိုက်ပြက်ကြီးနှင့်မနီးမဝေးတွင်ကြောင်ပြက်ဇေယျပြက်များအခန့်ရှိနေသောကြောင့်လူနေဆောက်အဦမဟုတ်ကျောင်းတော်၎င်းဇေယျတော်၎င်းဖြစ်တန်ရာ၏ဟုအတွေးနှင့်ထင်မှန်းရလေတော့၏လူသူနှင့်လည်းဝေတစ်ပင်အုတ်ကြီးတို့ဖြင့်လွှမ်းမှုကင်ထားသောကြောင့်ထိုတိုက်ပြက်ကြီးအတွင်မှမောင်ညိုအုပ်ဆိုင်ဆွဆူထိုင်းမိုင်းရဲ့မှတ်ရှင်ရင်တို့ဖြင့်ပြည့်၍နေလေသည်အများအဖြစ်လည်းထိုတိုက်ပြက်ကြီးမှာတရေလျှောက်တတ်သည်ဟုကြော်သောသတင်းထင်ရှားခြင်းကြောင့်၎င်းဤပါတွင်လူသူတစုံတယောက်လာရောက်ရှင်မရှိသဖြင့်နေပါလေ၏မြို့ကလူများပြောကနွားကြောင်သားကလေးများနှင့်ရွာမဟင်းရွက်ခုထင်းခွေသွားသောသူများတိုက်ပြက်ကြီးအပါသို့တယောက်ရှင်းမတော်တဆဖြတ်သန်းသွားမိပါကတခါတရံဖုန်ကြီးတစ်ဖာတောင်ပွေးထောက်၍စင်ကြံလျှောက်နေသည်ကိုတွေ့ရ၍တခါကလည်းကြက်ကြီးထမ်း၍လမ်းလျှောက်နေသောဖိုးသူတော်ကိုမြင်ရကတခါတရံလဲခေါင်းမိချုံကလမကြီးလိုတွေ့ရလျက်တခါတရံလဲလက်ဝက်လက်စာမဒီနတောင်အစုံလင်ဖြင့်ရင်ကြီးလာပသောမိမပြူတဦးကိုမြင်ရကြောင်းတခါတရံမှလည်းမြင့်မြင့်မဲမဲအကောင်ကြီးတွေအမွှေးဆုပ်ဆုပ်ဘလူးရုပ်ကြီးမျိုးတွေအယိုးကြောက်ကမထမ်းရုပ်ပေါက်သောတရဝါကောင်ကြီးမျိုးတွေစသည်တို့ကိုတွေ့ရသောအခါအရှို့မှလက်ငါလာတတ်ကြ၍အရှို့ကလမ်းပြားလက်နာနှင့်ပင်ခနာကိုကြွေရှာလေ၏ထို့ကြောင့်ဤတိုက်ပြက်ကြီးတွင်ဥစ္စာဆောင်နှင့်တရဲတစီအထွေထွေသောနာနာဘာဝတို့၏ပျော်မြူးနေထိုင်ရာဗိမှန်ကြီးတစ်ခုတစ်ပွဲဖြစ်နေသောကြောင့်တိုက်စရာအသီးသီးတို့လည်းမကြာခဏလာရောက်ခါဥစ္စာဆောင်နှင့်တိုက်အကြောင်းကိုစုံစမ်းတတ်ကြလေ၏သို့သောထိုနေရာတွင်အဘဲတိုက်အဘဲဥစ္စာဆောင်အဘဲသို့သောတရဲတစီတို့ကအကြီးအကဲအထူးပြုနေသည်ကိုကမိသူမှအတက်မပြောနိုင်ရှိတခါတရံလဲရွာနီးပါးချင်းမှထိုတိုက်ပြက်ကြီးအနီးနာတွင်နွားချောင်းစိတ်ချောင်းထွက်လာသည့်များနံမှတချို့နွားများစိတ်များသည်အရေးအဝါသားနှင့်ပြည့်စုံ၍မျက်ရည်ကောင်းရာထိုတိုက်ပြက်ကြီးအတွင်သို့နေကျွံ၍ဝင်မိပါကနွားနှင့်စိတ်တို့မှပြန်၍ထွက်လာသည်မရှိမိသည့်နေရာတွင်ရောက်နေသည်ဟုလည်းကြည့်၍မမြင်ဝင်မိသဖြင့်မထွက်လာဘဲတိုက်ပြက်ကြီးတွင်ခန္ဓာဆဲ၍တေပွဲရှာရသည်ကများလေသည်ဘိုးတေမှာအမီနဲ့လိုက်အောင်ပေတီဆိုးသွန်း၍ယာတွင်ခက်ရမ်းရမ်းနေသူတယောက်ဖြစ်လေ၏အမြင်အားဖြင့်လည်းပင်ရင်ကြနှင့်ပျော်မြူကရွာတွင်ရှိသောကြက်ဝက်တို့ကိုမြင့်ရှိန်များတွင်တိမ်တလဲခိုးဝက်ကရှက်ပြုတ်ဖုတ်ကင်လျက်ပင်ကြရင်နှင့်မိနေတာဖြစ်ရာအခုခံရသောကြက်ရှင်ဝက်ရှင်တို့မှာဘိုးတွေမှန်တိရှိရိပ်မိကြတော့လေ၎င်း၏မယံရန်ကားခြင်းများကိုကြောင်းလန့်သဖြင့်မိသူများမမေးဝင်မပြောဝင်တယွန်းယွန်းကျိတ်မိ၍သာခံကြရသမျှဖြစ်လေသည်တခါတရံလဲနွားများကျွေးများပင်အရှင်လက်လက်ကိုယူကရွာပြင်တောစံ၌တက်ဖြတ်စားတော့လေးရှိ၏၎င်း၏နောက်ပါပေါင်းသင်းများမှလည်းဝမ်းဝအောင်စားရတော့ရသဖြင့်ဘိုးတွေနောက်မှတကောက်ကောက်အမြဲပါကြသောကြောင့်ညင်ရှိန်မဲတွင်၎င်းရဲ့ပေါင်းသင်းများမှရွာရင်း၌စူတောင်းချမ်းမူကန်းဖွင့်၍နေမြဲဖြစ်လေ၏ထို့ကြောင့်ရွာသူရွာသားများမှလည်းရွာရင်းမှာပြောင်းလင်းဘိုးတွေလက်ရှက်ဦးထင်ကြ၍ရွာပြင်မှာပျောက်ကတိုက်ပြက်ကြီးကတရေတစေတို့လက်ရှက်ဦးတထေးရှာထင်မှတ်ကြရလေ၏ရွာရင်းမှလူတို့မှညအခါခိုးသောဘိုးတွေရန်ကိုကြောက်ကြသဖြင့်နွားပိုင်ရှင်ကြက်ငှက်တိတ်ဆန်ပိုင်ရှင်တို့မှကြာသောမခံမရနိုင်ဖြစ်၍နွားရှန်တို့မှတညလုံးမီးဖိုလျက်လူလဲနှင့်ဆောက်ရှောက်အိတ်ဆက်ကြရ၏ရွာပြင်စကြက်တွင်ကြောင်းလန်ထားသောနွားစိတ်ကြက်ငှက်များကိုလည်းတိုက်ပြက်နာသူမရအောင်ကွင်းဆောင်နိုင်သမျှကွင်းဆောင်ကြကုန်၏ထို့ကြောင့်ကြာသောဘိုးရီတို့လူစုမှစားပေါက်ပိတ်မှန်းမသိပိတ်ခဲ့ကြ၍အတော့သမားလူမိုင်းလူတွေများမှမတော့မစားရလျင်လောကကြီးကိုညီငွေတက်ကုန်ကြသည်ဖြစ်သောကြောင့်ဘိုးတွေတို့မှရွာရင်းမှစီးပွားရေးလမ်းမဖြောက်၍ရွာပြင်သို့ထွက်ကုန်ကြပြန်လေ၏နမေကြီးသောတိုက်ပြက်ကြီးကိုအမိတဟဲပြု၍ခိုးဝဲတိုက်ခိုက်ရန်အကြံပြုကတိုင်ပင်ထားကြလေ၏မြို့ကိုဖို့ဒီတိုက်ပြက်ကြီးတဲ့သွားစတဲရှာတာကဟုတ်ပါရဲ့အဲ့ဒီတိုက်ပြက်ကြီးကလည်းတစီတရေတိတ်ကြံသားဆရာရဲ့အဲ့ဒါဘဲနေလေ
ကျုပ်တို့ကိုတရေရီယာကရုံးပေါ်ထိခွက်ကြမယ်ဆိုကြောက်ကြကုန်တော့မှာပဲဘိုးတွေမှာလူမိုက်ခေါင်းဆောင်တယောက်ဖြစ်သည်နှင့်အညီတစီတရေစသောနာနာဘဝတို့ကိုလည်းမလေးမစားပမာမထားသူဖြစ်ရာအကြောင်းလန့်ကလည်းလုံးလုံးကြီးမရှိတဲ့ကဲ့သို့ရွာတွင်လူသေးလျင်အလောင်းကင်ပြီးစန္ဒာလမရှာရလျင်ဘိုးရင်ပင်ကစော်ဘိုးနှင်းငယ်ရလျင်လုံးလေးရှိ၏နည်းနည်းပါးပါးပိုပေလျင်တွေးတူမြေမြုပ်သည့်တိုင်အောင်ဆောင်ရွက်၏ရေရင်းနှင့်လူကြသည်၍ဆယ်သူမရှိလျင်၎င်းပင်အခယူ၍အလတ်20အစိတ်ရှိသောရေရင်းနှင့်သို့ကျိုးနှင့်ဆင်း၍လူသေးကိုကုန်းပေါ်ရောက်မိကလာပွေ့ပွေ့တင်လျက်ကျိုးဆွဲချသေးသောအလောင်းများကိုလည်းမိသူများကျိုးဖြတ်၍ပေးမိသူမရှိလျင်ဘိုးတွေကတော့ကစော်ဘိုးများများရလေပဲဖြစ်၏တခါတရံရွာတွင်ကာလဝမ်းနှင့်ပလိတ်ယောဂကြောင့်လူသေးလျင်လည်းအခြားလူများမှာကြောင်ရွံ့ထွက်ပြေးတိတ်ဆောင်ကြစေကမူဘိုးတွေကစိုးပေနေသည့်အတိုင်းမကြောင်မရွံ့နောက်မတွန့်မဲအခကောင်းကောင်းယူ၍လူသေးကိုတင်းကြရအောင်ပို့ပေးလေးရှိသူဖြစ်ရာကတိုက်ပြက်ကြီးကတရေတက်စီလောက်တော့အပြော့ဝတ်တဲ့ပေရာဘာကြောက်စရာရှိလို့လဲလိုက်တာလိုက်ခဲ့ကြဟိုမှာအင်မတန်ကြောင်ကောင်းတော့တစီတရေကျန်းနေဆိုလဲဘယ်ပလိတ်မှလည်းလာဖမ်းဝင်မှာမဟုတ်ဘူးတိုက်ပြက်ထဲမှာဖေးတိုင်ခံမယ်ကွာတော်ရက်တွေရှက်မယ်တဝါကြီးတော့မယ်ကွာနွားတွေစိတ်တွေခိုးပြီးရှက်စားမယ်ကွာတို့ဘာလို့လုံးနွားပြောင်းရင်တို့ကိုထင်မှာမဟုတ်ဘူးတိုက်ပြက်တဲကတရေဆွဲတွေပဲထင်ကြမှာကဲပြောနေကြတယ်လာကြကွာသွားကြမယ်ခုဆိုကဘိုးရီသည်၎င်း၏နောက်တော်ပါဘိုးဆန်ဘိုးနူတာဆန်အောင်ကျော်ငမောငညာစသောလူတွေတပည့်ပေါင်းနှင့်ရွာပြင်တောဆက်မှတိုင်ပင်ရာမှတိုက်ပြက်ကြီးစီသို့ထွက်လာခဲ့ကြလေသည်နေကင်းကြောင်တောင်ကြီးပင်ဖြစ်လေကစားတိုက်ပြက်ကြီးမှာအနီးပတ်ဝန်းကျင်ရှိတစ်ပင်အုပ်ကြီးတို့ကအုပ်ဆိုင်မှိုင်းညွနေသောကြောင့်တိုက်တွင်းတွင်အလင်းရောင်ကောင်းစာမဝင်မိုးတိုးမောင်တောင်ဖြစ်၍နေရာတွင်အပြင်မှတည့်ရပင်အုပ်ကြီးကိုလေးသိန်းလှုပ်ရှားလိုက်သောအခါတရုတ်ရုတ်တဲ့တစ်ကိုင်းကြီးချင်းကြိတ်တန်းမစဲအောင်ရှိ၍အပင်အောက်ကတည့်ရွက်လျှောက်များမှလည်းတဖြောက်ဖြောက်တရှဲရှဲလေးဆွဲတိုင်းလှုပ်ရှားလျက်တရှက်ရှက်တလျှောက်လျှောက်တန်တို့ကြောင့်လူတွေတတိုက်တို့မှာနာမည်ကြီးသောထိုတိုက်ကြီးတွင်သို့ဝင်ကလေးဟာစိတ်ကနေဖြစ်လျက်ကြက်သီးမှုညင်တဖြည်းဖြည်းထ၍နေကြလေ၏ဟေ့တာဆန်ဟော်ရီတောင်မှာနေရာကအမိုးလေးရှိတယ်အကာလဲလုံခြုံနေဒွိဟိုနေရာလောက်အောင်အုတ်ကျိုးအုပ်ဖဲ့တွေဖယ်ပြီးလဲတာဟောဟိုဘက်တောင်ကမှောင်မဲနေတဲ့နေရာကိုလဲအုတ်ကျိုးတွေတဲပြကြအရက်ရှက်ဖို့နေရာဖြစ်အသုံးပြုမယ်ဟောဟိုကအပေါ်ထက်ကလေးလဲပြိုလဲဆဲဆဲတပိုင်းကြံနေတာအောက်ကအဆင့်တွေအခိုင်ကြီးပဲငါတို့ဖဲ့ရှာဖို့နေရာကောင်းမို့ကွာဒါမှအဝေးကလူစိမ်းဝင်လာရင်အခန်းသစ်မြင်နိုင်မှာအောင်ကျော်နဲ့ငမော်ကရွာထဲလဲပြီးဖဲ့ရှာဖို့လူတွေဆွဲဘိုးစုနဲ့ဘိုးနုကကစော်ဖောက်ဖို့အိုးတွေခွက်တွေရှာငညာနဲ့တာဆန်ကနေရာထိုင်ခင်းအတွက်လို့ငတုံးနဲ့ငမြားကနွားတို့စိတ်တို့အနီးပါလာရင်ရှောင်းဖန်းဘားချမ်းနဲ့ငစီတို့လည်းဘောင်ရွာကငဘေးကြီးကိုဖဲရှားဖို့လူရှာခဲ့ပါလို့သွားပြောစတော့အော်ရာမိတ်များကိုဘိုးတွေကြီးနှုံးမှမနာမနေပြောတဲ့ဖြစ်တပည့်မှလည်းအမိတ်အတိုင်းလဲသူလဲရှင်းသူရှင်းနေရာထိုင်ခင်းစီမံသူစီမံရွာပြန်သူပြန်နဲ့လောက်ကင်ဆောင်ရွက်နေကြ၏ထို့သို့ရှိစဉ်ဘိုးရင်တပည့်တစုတို့မှတိုက်ပြက်ကြီးတောက်ကြတောက်ကြသို့ရောက်ကြတိုင်းအုတ်ကျိုးအုပ်ပဲ့များကိုဖယ်ရှားကြည့်ကြရာစိတ်ယိုနွားယိုစသောအယိုးစုအယိုးပုံခေါင်းကုန်များတိတ်ဆန်ရေကုန်များကိုတွေ့ရလျင်ဘိုးတွေလည်းထိုယိုးစုများကိုလှန်လုံးကြည့်ရှုကဟေးဒါတွေကဒိုးရွာကနွားဆက်ချက်မှာပျောက်ခဲ့တယ်ဆိုတဲ့နွားတွေစိတ်တွေရဲ့အယိုးတွေနဲ့တူတော့တို့တော့ဒီနေရာကိုခိုမိတာအားကြီးနေရာကြတာပဲဘယ်ကျွဲဆဆပြဲမခေါင်းရောက်ဆိုတဲ့စကားလို့ဒီနေရာကိုခိုပြီးနွားတွေစိတ်တွေခိုးကျင်တိုင်းခိုးသမျှတိုက်ပြက်ကြီးကတရေသက်စီရဲ့ခေါင်းကြမှာပဲကွာဒါနဲ့ဆရာကျွန်တော်တို့ဒီမှာအမြဲနေကြမှာလားညညမှလာမလားဆရာညမှနေလို့ရှိရင်မိထိုးစရာလည်းမရှိဘူးနေ့ရောညရောနေမှာပေါ့ကွာဒါပေမဲ့ညလူကြီးတဲ့ချိန်ကစပြီးလူအားလုံးဒီမှာလူစုနေရမယ်နေကြရင်တချို့ကဒီမှာနေတချို့ကဟမ်မပြက်တလဲစီရွာထဲမျက်နှာပြကြဒီတိုက်ပြက်ကြီးကိုငါတို့လူစုသွားလာနေကြမှဘယ်သူမှမရေးမိစေနဲ့ဟိုမှာငတုံးနဲ့ငမြစိတ်တကောင်ဆွဲလာကြပြီဆရာကြီးဟန်ကြတာပဲဒီနေ့ညဒီမှာကျွန်တော်တို့အတင်းကကလပ်ဖွင့်ပွဲကျင်းပရအောင်ကစော်15ပလင်းလောက်သာလူတော့တယ်မလူနေတော့ဆရာဟိုမှာလာနေပြီအောင်ကျော်နဲ့တာဆန်ပလေးနေပွေလို့ဒီနေ့တော့ပျော်ပွဲကြီးကြုံပြီထိုညဖို့ဘိုးရီတို့လူစုမှာတိုက်ပြက်ကြီးတွင်ထင်းမီစုပုံလျက်တောရက်ကိုခွက်လက်တောက်ကြကနေ့လေကဘုံလာသောစိတ်နှကောင်ကိုတက်ဖြတ်ပုတ်ကင်၍အရက်နှစ်မီရင်ပျော်ပွဲကြီးကျင်းပနေကြလေတည်းလူတစုကတောင်းရင်စားရင်တမြင်မြင်မူရစ်စားပြလိုက်ကြရာတရေချမ်းသည်ဆိုသောတိုက်ကြီးမှလည်းဂျိုးကြောက်အတန်ကလေးကိုများမကြားရသေးပေထို့ကြောင့်ဘိုးရီတို့လူစုမှာနေကင်းကစိတ်၍ကြောက်မိသည်ကိုပင်ပြန်၍ရှက်မိတယ်လို့ရှိလေကြ၏ဟေ့တရေချမ်းနဲ့တိုက်ပြက်ကြီးဟာဒိုးလာတော့ဘာတန်မှတုံများမလှုပ်ကြအောင်ပါသလားဒါနဲ့များရွာလူငနာတွေကဒီနေရာကိုတင်မင်းပြီလောက်ကြောက်နေကြတာအံ့ပါရဲ့ကွာဘိုးစုကစားပြီးပြောလိုက်ရင်ဘာကြံလဲစိတ်သားကင်ကိုတစ်ဖက်ကကိုင်၍ကစော်ထဲထားသောအုံမှုတ်ပဲ့ကိုတစ်ဖက်ကကိုင်လျက်ဒါကောင်းနေစရာသူတို့ဒီနေရာကိုကြောက်လေကျွန်တော်တို့စားပေါက်ရှောင်လေးပဲခုဆိုကအခြားသူများကလည်းစားတောက်ပျော်ရွှင်စွာထောက်ကန်ကြလေ၏ထိုချိန်က
8နာရီအချိန်ခန့်များရှိလေရာတိုက်ကြီးမှလည်းမှောင်နေမဲတစ်ပင်အုပ်ကြီးတို့မှလည်းဒေတန်ကြောင့်တသေးတရဲသက်စီတို့ပျော်မြူးနေပြီးတကယ်တို့ရှိလေ၏ဖိုထားသောမိဘမှာဘိုးရီတို့လူစု၏အလဲတွင်မိန်တရှက်လင်းတစ်ခါနှင့်ရှိသောကြောင့်ကိုလူရှင်းရှင်းပင်ထင်းလင်းစွာမမြင်ရပဲရှိလေ၏ထိုတွင်၌မူးသူမူစုသူစုပူသူပူနှင့်ကျွတ်စီဖြစ်နေကြစဉ်တိုက်ပြက်ကြီးအလဲဘိုးဟိုစီမှာချင်းကနေတိတ်ကနေမိုးရှိန်တဲ့ပမာပြင်းထန်သောအတန်ကြီးတစ်ခုပေါ်ပေါက်လာလေ၏လူတွေတစုလည်းရုတ်တရက်ငလင်လှုပ်တဲ့ကဲ့သို့ထင်၍မူရရာမှာတတိယပြီးတယောက်နဲ့တယောက်တင်းကျပ်စွာဖထားကြလေ၏တိုက်ကြီးမှာပတ်ခတ်လွဲသလိုဟိုမတီမှာလှုပ်ရှား၍နေရန်တွင်ရှိသောအုတ်ကျိုးအုပ်ပဲတို့မှာတဖြုတ်တစ်ဖြက်ပြုတ်ပြက်ပြူကြလျက်ရှိရာဘိုးတွေမှာထိတ်ပြနှင့်ဟေးကောင်တွေတယောက်ကိုတယောက်ဖက်ပြီးမိဖို့နာကတ်နေကြနော်ငလင်လှုပ်တာကွာအပေါ်ကအုတ်ခဲတွေမင်းတို့ကောင်းမစင်ကြလို့အနာတရားဖြစ်အောင်မယ်ဟုဆိုကမိဖို့နာတွင်ပြဝစ်ကနေကြလေ၏တခဏမြကြတော့နေသက်တိတ်ဆိတ်သွား၏ကြိုးချိန်လည်းမလှုပ်ရှားအုတ်ပြားလည်းပြူမကြတော့ပေဘိုးတွေတို့လည်းခေါင်းထောင်ကြပြန်ကုန်၏အာပါအောင်ရင်ကြဲနဲ့ဆက်ပြောစုငင်းကုံတောက်စားကြလေ၏ထိုခိုက်တိုက်ပြက်ကြီးအတွင်သို့အလွန်မြင့်မာသောအရက်မှလေးလံသောအရာတစ်ခုကျလာတဲ့ကဲ့သို့ဘုံကနေကြတန်ကြီးတစ်ခုကိုကြားသဖြင့်အားလုံးပင်နားဆိုင်နားထောင်ကြရာဟီဆိုတော့အတန်နဲ့ကြီးတစ်ခုပေါ်လာလေ၏ဘိုးရီလူစုတက်တိုက်လည်းအံ့အားသင်ကြီးကတယောက်မျက်နှာတယောက်ကြည့်၍ကြက်သေးကြားနေလေ၏ထိုခိုက်ပြင်းထန်သောရှေတန်ကြီးနှင့်နင်းလျှောက်နေသောရှေတန်တစ်ခုကိုကြားရသဖြင့်အားလုံးပင်အတန်ကြားရာစီကိုလှည့်ကြည့်ကြရာအရက်တထောင်လောက်သာရှိသောလူနီကလေးတစ်ယောက်စီပိုင်းလောက်ရှိသောတေးပုတ်ကြီးတစ်ခုကိုထမ်းကတထောင်များရှိသောရှေဘဝါကြီးဖြင့်နင်းကမိဖို့အနီးတွင်လမ်းလျှောက်နေသည်ကိုတွေ့မြင်ကြရလေ၏လူနီကလေးမှာတကူလုံးဟင်းသာပြရာကဲ့သို့ရဲထွနီမြန်လျက်လူမျက်နှာလောက်ရှိသောမျက်နှာမှာမျက်လုံးပြဲကလေးမှာတပိတ်ရောင်တမျှမဲနှက်လာလေ၏အကောင်ထဲကတင်းငယ်လာတော့လဲရှေတန်ကြီးမှာတိတ်တုံများပြင်းထန်လာလေ၏ဆရာဟိုမှာလူနီကလေးတင်းမုတ်ကြီးထမ်းလို့လမ်းလျှောက်နေလိုက်တာအမလီရှေးတော့ကြီးကလည်းနဲတာကြီးမဟုတ်ပါလားထိုခိုင်လူနီကလေးသည်ပြင်းတဲ့ပြင်းကြီးလမ်းလျှောက်လာရမှရက်တန်ကလက်ထပ်ဘက်ကတစုံတယောက်သောသူတို့ကိုလက်ရက်ခေါ်တဲ့ကဲ့သို့ဒေါပါခေါ်လိုက်တော့အခါကြောက်ဘလူးရုပ်ကြီးတွေလိုအဆွဲပြူဘိုက်ဘူးနန်ကဖော်တော့အကောင်မဲကြီးတွေလူနီကလေးနီးတို့ဒူတော့ကပေါ်လာကြလေ၏လူနီကလေးသည်ထိုမဲတရဝါကြီးရာတစုံတစ်ခုစေကားဟန်နှင့်ညှို့ပြလိုက်ရာမဲတရဝါကြီးတွေမှာယူသေးစွာကောင်းငိမ့်လေးရဲ့ထောက်ခါပြောက်ဝဲကြလေသည်လူနီကလေးကအကြီးအကဲဖြစ်တန်ရာဤဟုကြောက်နေကြည့်၍နေလေကြ၏ဘိုးတွေမှာကလူမိုက်တို့ဤကောင်းဆောင်ဖြစ်၍အတော်မှယူရဲတတိရှိသူလည်းဖြစ်၍မကြောက်သေးတော့လေတပည့်များမှမူကအမူးမှကြောက်နဲ့ပြေပြောက်သွားရလေသည်အရှင်းလက်တို့ကဟေးကောင်တွေနေရာမကျဘူးဟာပြေးမှပဲလူနီကလေးကတထောင်လောက်သာရှိတယ်ဘလောက်ပါဝါများသလဲလက်ထဲကတင်းမုတ်ကြီးကလည်းမတန်တဆကြီးပါလားသွားမှဖြစ်မယ်ထင်တယ်ဟိုမဲကောင်ကြီးတွေတိုးစီချောက်ဖို့လွတ်လိုက်တယ်ထင်တယ်ခုတိုးတိတ်လက်ကုပ်ပြောကြရာဘိုးတွေလည်းတပည့်တွေဟန်ချက်ပြတ်နေသည်ကိုအကဲမရ၍ဟေးကောင်တွေဘာကြိတ်ကြံနေရလဲတရေကြောက်လို့ပြေးပေါက်ချာနေရလားရီရတာတော့မလုပ်ကြနဲ့ကွာတရေထက်ငါမင်းတို့ဇက်အရင်လီးမှာဖူဓာတ်ကိုထောက်၍ပြောလိုက်တဲ့ဖြစ်တပည့်မှလည်းကြောက်နှင့်ပြဝတ်နေကြလေ၏လူနီကလေးလည်းတင်းမုတ်ကြီးထမ်းရင်တက်ကြီးခောက်ပြန်လမ်းလျှောက်လေ၏ဘိုးတွေလည်းလူနီကလေးမခိုးမခန့်လုပ်ပုံကိုတော့ပွားရလာကငါလည်းဒင်းလိုလျှောက်ပါတော့ကိုကျင်းဝါကအားကြမခန့်ဓားလွယ်ကိုထမ်းပြီးမိဖို့အနီးတွင်ခောက်ပြန်တက်ကြီးလမ်းလျှောက်လေ၏သို့နှင့်မိဖို့ကြီးတစ်ဖက်ကလူနီကလေးတခြားတစ်ဖက်ကဘိုးတွေတို့လည်းမရက်မနေလမ်းလျှောက်ပြိုင်နေရလူနီကလေးလည်းဘိုးတွေကိုစောင်းရင်းများမကြည့်အိမ်တွေကြီးရင်ခက်တန်လာတော့မျက်နှာကြီးဖြင့်တက်ကြီးလျှောက်တဲ့လျှောက်လေ၏ဘိုးတွေလည်းလူနီကလေးကိုမျက်တောင်မခတ်ပဲစိုက်ကြည့်ရင်၎င်းမြန်သလောက်၎င်းနေတယ်လို့လိုက်လျှောက်လေ၏လူနီကလေးကလည်းမိမိကိုလှောင်ပြောင်ပြီးတကယ်သူရှိနေ၍ဒေါသခတ်တန်လာကရှေကိုပြင်းနေ၍လျှောက်ပြန်လေ၏ဘိုးတွေလည်းလူနီကလေးကဲ့သို့ပင်ရှေကိုခတ်ပြင်းနေလျှောက်ပြန်ရာလူနီကလေးမှာမခံကျင်သလိုစက်ခနဲခုံလိုက်ရာနှစ်တောင်လောက်မြောက်သွားပြီးပြန်ကြလာလျက်ဆက်လက်လျှောက်ပြန်၏ဘိုးတွေလည်းတစ်ချက်ခုံလိုက်ပြန်၍ဆက်၍လျှောက်လေ၏လူနီကလေးမှာဒေါသနှင့်မခံမြဲနိုင်ဖြစ်လာပြီးလျှင်၎င်းနှင့်ထမ်းလာသောတင်းမုတ်ကြီးအားမြေပေါ်သို့တအားလွှဲရိုက်လိုက်ရာမိုးကြိုးပြစ်တဲ့ကဲ့သို့အလွန်ပြင်းထန်သောအတန်ကြီးနှင့်မြည်ဟီးသွားပြီးမြေကြီးနှင့်တင်းမုတ်ကြီးကိုရိုက်ခတ်မိသောနေရာတွင်လည်းမီးတောက်မီလျံဘက်မှဝင်းဝါရောင်တွေထွက်လာလျက်ရုတ်တရက်ထိုရောင်တွေပျောက်ကွယ်သွားလေ၏ဘိုးတွေလည်းလူနီကလေးအားစိတ်ကြည့်ရဲ့အနည်းရှိအုတ်ခဲကြီးတစ်ခုကိုကုန်းကောက်ကမြေပေါ်သို့လွှဲပေါက်ပြလေ၏လူနီကလေးကလည်းဒေါသလွန်ခဲ့လာလျက်မျက်နှာကြီးကိုရှုပ်တော့တွန့်လည်ရင်းပါးစပ်မှလည်းဘာကိုပြောသည်မသိဘိုးတွေကိုစိတ်ကြည့်၍ပွားစီလောက်ရမှာလက်ကတင်းပုတ်ကြီးကိုဘေးသို့ပစ်ချလိုက်ပြီးလက်ခမောင်းခတ်လိုက်ရာဖြောင်းကနေလှိုင်နှံပါသောအတန်ကြီးဖြစ်လာလေ၏ဘိုးတွေလည်းဓာတ်ကိုပစ်ချလိုက်ပြီးကြောင်းမြောင်လာအောင်ကြိုက်ကရုပ်ခနဲလက်ခမောင်းပြန်၍ခတ်လေ၏ဤတွင်မှလူနေကလေးလည်းလာခဲ့ဟုခေါ်သလိုဘိုးတွေကိုခေါင်းငိမ့်၍ခေါ်လိုက်လေ၏ဘိုးတွေလည်းရဲရင်စွာနှင့်
နင်လာခဲ့ဟုသူ့ဘက်ကလက်ပြ၍ခေါ်ပြန်ရာလူနီကလေးကလည်းဆွဆွကုန်တော့ပွားကဘိုးရီရှိရာသို့ပြေးလာလေ၏ဘိုးရီလည်းလူနီကလေးပြေးလာသည်ကိုပြေးကြိုရာနှစ်ဦးရင်ဆိုင်ရပ်မိကြလေ၏ဆိုင်မိလျင်လူနီကလေး၏အရက်မှာဘိုးရီဒူနာတွင်သာရှိသဖြင့်ဘိုးရီမှာ၎င်းကိုငုံရည်ကြည့်ရလေ၏ထိုအခါလူနီကလေးသည်ဘိုးရီကိုမောကြည့်ပြီးမိမိကငယ်နေသည်ကိုအားမလို့အားမေးရာရှေကိုနေရွေးဆောက်လိုက်ရာလူနီကလေးမှာတဖြည်းဖြည်းမြင့်တက်လာပြီးထမ်းမေလောင်နီးနီးလူကြီးဖြစ်၍သွားလေ၏ဘိုးရီတပည့်များကခိုက်ခိုက်တုံအောင်ကြောက်လာပြီးဘိုးရီကကြောက်စိတ်ထက်ဒေါသစိတ်ကပြင်းထန်နေသောကြောင့်အံကိုခဲ၍ထိုလူနီကြီးခြေထောက်စီကိုဓာတ်ကိုထောက်ကတအားလွှဲ၍အဆက်ပေါင်းများစွာခုတ်လေ၏ဒူးထက်သို့ဓာတ်ကျသွားသောအခါလေကိုခုတ်ရသလိုအကြောင်းမထူတော့လဲရှေမျက်စိနှင့်ရှေဖမိုးပေါ်သို့ဓာတ်ကျသွားသောအခါတို့တွင်ကြောက်တုံးကိုခုတ်ရသလိုတတုံးတုံးနှင့်မြည်လျက်မျက်နာကြီးကိုမဲခွက်ပင်ရှုံး၍သွားတဲ့ကဲ့သို့ရှိလေ၏ဘိုးရီလည်းဓာတ်ကိုဆက်မပြတ်ခုတ်နေရာလူနီကြီးလည်းတဖြည်းဖြည်းငယ်လာပြန်ကဘိုးရီနှင့်အလုံးတူအရက်တူဖြစ်လာလေ၏ဘိုးရီလည်းအရက်မြင့်ရာမှနှိမ့်လာသောလူနီကလေးကိုခိတ္တအံ့အားသင်ကငေးကြည့်နေမိစဉ်လူနီကလေးလည်းဘိုးရီလက်ထဲကဓာတ်ကိုဆွဲလူပြီးလွှင့်ပစ်လိုက်ကနပန်းဝင်ရင်လုံးလေ၏ဘိုးရီလည်းမကြောက်သည့်အပြင်ရည်ကျင်လာကလူနီကလေးဟာအလိုက်တဲ့နပန်းလုံးလျက်နေရလေ၏တခါတရံပူးလျက်တခါတရံခွာလျက်တခါတရံအောက်ရောက်တခါတရံအပေါ်ရောက်နေကြကလူနီကလေးမှာအတန်ကြာရင်ပူး၍လုံးနေရမှာခွာလိုက်ပြီးလက်သီးနှင့်တစ်ချက်ပြေးဝင်ရင်နှက်လေ၏ဘိုးရီလည်းထိုနည်းအတိုင်းလက်သီးနှင့်ခံ၍တွေ့ရလေ၏လူနီကလေး၏လက်သီးနှစ်ဖက်မှာဘိုးရီရင်ဘက်ကိုတပုံပုံထိုးမိလျက်ရှိရာမှာလက်သီးများမှာတဆုံးများရှိရာကတစားကြီး၍လာကနောက်ဆုံးတွင်ကိုလုံးကိုတွေကပိုပြီးမကြီးလာတော့လဲလက်သီးစုပ်ကြီးမှာတင်းနှောင်းမကြီးထွားလာရကဘိုးရီကိုထိုးမိသောအခါများတွင်ဥက္ခနဲမိကနောက်သို့ပက်လက်လန်ကျသွားလေ၏ဘိုးရီပက်လက်လန်ကျသွားတော့လဲလူနီကလေးမှာမပြီးသေးလက်တစ်ဖက်ဖြင့်ဘိုးရီရှက်အင်းကြီးလေပင်ကိုဆွဲကင်ထူမပေးကဆက်လက်၍ထိုးပြန်လေ၏ဘိုးရီလည်းထိုးရပြန်လေ၏ဘိုးရီတပည့်တို့မှာကနဗန်းသက်ဝဲကြည့်ရတယ်လို့ဖြစ်နေကကြောက်ရမှာကိုသတိမရပဲနဗန်းပွဲကြည့်ရတယ်လို့ကြည်ကောင်းနဲ့လက်ခုပ်လက်ဝါတီး၍အားပေးကကြည့်နေမိလေကြ၏ကိုဘိုးရီကွဇေယျခွလောက်ကွ once more စတော့အာဘိတံများနှင့်လက်ခုပ်လက်ဝါးတံများမှာစူညံရင်းနေလေ၏ထိုတွင်မှာပင်တစ်ဖက်သောမှောင်ထဲတွင်ငုတ်တုံမဲတဲမကောင်းဆိုးဝါးကြီးတွေမှာလူတွေကဲ့သို့ဘိုးရီနှင့်လူနီကလေးတို့နပန်းပွဲကိုတဲမဲမဲကြည့်နေကြသည်ကိုတွေ့ကြရ၏လူနီကလေးနှင့်ဘိုးရီတို့လည်းဇွဲတက်တန်နှင့်သူတပြန်ငါတပြန်တက်လျက်ရှိရာဘိုးရီမှာဖက်ဖက်မော်ရင်းနေလေပြီလူနီကလေးကမမောသည့်အပြင်တွတ်ကြီးပင်အဆက်မပြတ်ထိုးလျက်ရှိလေ၏ဘိုးရီလည်းမောချင်းကြီးမကမောလာ၍နောက်ဆုံးတွင်နိုင်လဲနိုင်ခြင်းမနိုင်လဲရှုံးဟုအာရင်ရှိသမျှကျုံးရထိုးရာလူနီကလေးထိတ်ရှိဇော်ဒီအုတ်ထုတ်တံအသက်ဖို့နီမောက်ကလေးမှာဘိုးရီလက်သီးချက်နှင့်ရုတ်တရက်ပြုတ်ကျသွားလေ၏ထိုတွင်မှလူနီကလေးလည်းအထိုးကိုရုတ်တရက်ကကျသွားသောအုတ်ထုတ်တံအတန်ဒီအထုပ်ကလေးကိုရွေးစင်ကြရသောပြေးကောက်ကပျောက်ကွယ်၍သွားလေ၏ဘိုးရီနှင့်ဤတွင်မှရနာဝင်းရာကတပည့်များထံမှကစော်ရီတစ်ခွက်တောင်းတောက်ပြီးစိတ်သားကင်ကိုမြည်ရင်အမောဖြစ်လေ၏ဟေးတပည့်ရီဟိုငတိလေးပြေးပြီးကွာမင်းတို့ဘာမှမကြောက်နဲ့တော့ဒီတိုက်ပြက်ကြီးထဲမှာဒိုးတွေအနှောက်အယှက်မရှိပျော်ပျော်ပါးကြီးဆက်မြန်းရတော့မယ်နက်ပြန်ခါဒီထက်ပျော်ရမယ်ကွကစော်စင်ုံနဲ့တလုံးပြီးတလုံးဖောက်ပြီးနေ့တိုင်းတောက်မယ်ထမင်းမလိုဘူးကွစိတ်တို့နွားတို့နေ့တိုင်းမြည်နေရမှာပါဟုပြောကကြံသောကစောများနှင့်ပျော်ပါတောက်စားလျက်ထူညအတွက်အပျော်ကြီးပျော်ရွှင်ရင်းနက်နက်မိုးလင်းခဲ့ကြလေ၏ဘိုးရီတို့လည်းနောက်နေ့နေမိုးလွဲချိန်လောက်မှအိယာကနိုးလေကြ၏တာယာကြည်လင်သောဖះရှိခိုးတန်ကလေးမှာထိုတိုက်ပြက်ကြီးအတွင်မြည်သည့်နေရာကပေါ်လာသည်မသိရတောင်ကလိုလိုမြောက်ကလိုလိုအတွင်းကလိုလိုပေါ်ပေါက်လာသောကြောင့်ဘိုးရီအမှုရှိသောလူတစုမှာကြားရသောနေရာသို့တစ်ခုပြီးတစ်ခုလှည့်ကြည့်ကြရာပထမ၌မြည်သူကိုမှမမြင်ရတော့လေနောက်ဆုံးတိုက်တော့တစ်ခုတည်းသို့ရောက်သောအခါအလွန်လှပသောမိမပြိုကလေးတယောက်ပတိလက်တော့နန္တာပန်မှလိမ့်ကြံရှဲလေးကအလွန်သားရသောအတန်ကလေးနှင့်ဖះရှိခိုးနေသည်ကိုတွေ့ရသဖြင့်ဘိုးရီတို့မှအံ့ဩပြီးမောရွေးကြည့်နေကြစဉ်မိမပြိုကလည်းခက်ပြုံးပြုံးကလေးတစ်ချက်ပြန်ကြည့်သဖြင့်ဘိုးရီမှအတော်သဘောကျလာကဟေ့တပည့်တို့ရာဒီတစ်ခါမှနေသားကြတာပဲဟေ့ဥစ္စာဆောင်မှာရှော့ကလေးတွေ့ပြီဥစ္စာယူလူလဲကြရအောင်ကဲပြောနေကြရုံပဲငါလိုက်ဖမ်းမယ်ဟေ့ဖူဆိုကကြောင်းကိုမြောက်နေအောင်ကြိုက်ရဲ့လက်နှစ်ဖက်ကိုရှေ့သို့ဆန့်တန်း၍လိုက်ဖမ်းလေ၏ဥစ္စာဆောင်မလေးကလည်းဖမ်းလိုက်တိုင်းပျောက်ရှိပေါ်ရှိနေမယူမရွာစိတ်ကိုနှိုးဆော်တယ်လို့ရှိခဲ့ရာဘိုးရီလည်းမရှိမရဲရှိတိုင်းလိုက်၍ဖမ်းရသည်မှာတဟဲဟဲမိုးရနေလေပြီနောက်ဆုံးတွင်တပည့်တို့လာကြဟေ့ငါတယောက်တည်းမနိုင်ဘူးအားလုံးလက်ချင်းဆက်၍ဝိုင်းဖမ်းရအောင်ဆိုကဘိုးစုတို့ဘိုးနူးတို့စသောလူတွေတစုမှဥစ္စာစားကိုအတင်းဝိုင်းဖမ်းကြရာရှေ့နီးတူပင်ပျောက်ရှိပေါ်ရှိဖြစ်နေသည်နှင့်လူတစုလုံးရွှေတလုံးလုံးတွင်မောနေကြ၏
ထိုခိုင်လေမဥစ္စာဆောင်လေးမှာပြုံးဆဆနဲ့အမိခံတော်မလို့ဖြစ်နေစဉ်တင်းပုတ်ကြီးရှင်လူနီကလေးလည်းတင်းပုတ်ကြီးထမ်းလျက်ပေါ်လာပြီးဥစ္စာဆောင်မလေးဟာခက်တန်လာတော့မျက်နှာမြေကြည့်လိုက်ရာဥစ္စာဆောင်မလေးမှာထိကယုံပင်လူတို့တလို့ရိုးရိုးကလေးခေါင်းငုံကျသွားလေ၏လူနီကလေးလည်းသွားဆိုတော့အထိတ်မှန်နဲ့တနေရာတို့လက်ညှိုးညွန်ပြလိုက်သည့်တွင်မင်းမပြိုလေးနေတဲ့ကွာလူနီကလေးပါပျောက်ကွယ်သွားကြလေရာဘိုးတွေတို့မှလည်းအံ့အံ့တင်ကကြံရင်လေတော့တည်းဘိုးတွေတို့လည်းထိုနေ့မှစ၍တိုက်ပြက်တွင်အကြောင်းလည်းမဖက်အပျော်တက်တက်နှင့်နေ့စဉ်နေ့တိုင်းအရက်ဆက်ရှင်ကောက်ဝိုင်းဖေးထောင်ခြင်းနွားစိတ်ကြက်ဝက်တို့ကိုခိုးဝက်တက်ဖြတ်စားတောက်ခြင်းဖြင့်နေခဲ့ကြရာအခြားလူများထပ်ပင်ဘိုးတွေမှာညအခါတွင်ရခင်လူနီကလေးနှင့်နဗန်းသက်ပွဲကျင်းပနေရ၍တပည့်များကဲ့သို့အားရအောင်ပျော်ရွှင်တောက်စားခြင်းမရပဲရှိလေ၏တပည့်များမှလည်းညစဉ်ညတိုင်းနဗန်းသက်ပွဲကိုတွေ့မြင်ဖန်များသောကြောင့်ရိုးနေကြကဂယုမဆိုင်ပဲမကြည့်တော့ပဲမိမိတို့ဘာသာတောက်စားပြုံမြ၍နေလေကြ၏ဘိုးတွေလည်းညစဉ်နဗန်းလုံးရဖန်များသောကြောင့်ညီငွေစားပြူတာကတခါမိမိကရှောင်နေပါတော့လေလူနီကလေးကအတင်းလိုက်ဆွဲတတ်သဖြင့်မထိုးခြင်းပဲနှင့်စွတ်ကျဲ၍ပြန်ထိုးရပြန်၏ထို့ကြောင့်တနေ့တနိုင်ဘိုးတွေလည်းလက်ဆက်သောအသားကင်တို့ကိုသစော်နှင့်မိကမင်းရှက်စွာတောက်စားတော်မူပြုနေစဉ်လူနီကလေးကလည်းနဗန်းလုံးချိန်ကြာ၍ဘိုးတွေရှိရာသို့ရောက်လာကလက်ခမောင်းခတ်၍ပြလေ၏ဘိုးတွေလည်းစီးစိမ်နဲ့တောက်မိစားမိပြင်းနေစေဖြစ်၍ဟေ့ကောင်နေရှုပ်တယ်ကွာသွားမအားဘူးဒီမှာတောက်ကြမလို့ဟူပြောဆိုကစော်ကွက်ကိုမောရှာလိုက်ကအသားကင်ကိုအားရပါရကိုက်စား၍နေလေ၏လူနီကလေးလည်းမရမကအတင်းဆွဲရခေါ်နေလေ၏ဘိုးတွေလည်းစိတ်မရှိသဖြင့်ဟေ့မလာဘူးကွာမင်းရှုပ်တယ်ငတိရွယ်လောင်းငေါ့နပန်းလုံးစီခြင်းစအောင်ငါတောက်အောင်မယ်ဆိုကလူနီကလေးကလည်းအေးစေးစွာစောင့်ထိုင်၍ဘိုးတွေတောက်စားနေသည်ကိုစောင့်စားကြည့်ရှုနေလေ၏ဘိုးတွေလည်းဟာဒီလိုမှပေါ့ရော့ဒီတစ်ခွက်ကောင်ကမောင်းချလိုက်ဟူဆိုကစော်ကွက်ကိုအတင်းထိုးပင်းရင်ပေးတိုက်စိုးအတင်းတိုက်လေရာလူနီကလေးကလည်းဂျိတ်ခနဲ့တောက်ချလိုက်ကမျက်နှာကြီးချုံမဲ့သွားလေ၏ဘိုးတွေလည်းအမဲသားကင်တစ်ခုကိုထိုးပေးပြန်၏လူနီကလေးကလည်းအားရပါရကြိတ်ပြန်၏ဘိုးတွေဤတပည့်များကအားရပါရရင်မောကဟာဒိုးစီယာကတော့လောက်ပါလိမ့်မယ်တရေလားတက်စီလားဘာကောင်းလဲဒါတောင်ဆိုဇက်သွင်းလိုက်ပြန်ပြီဟိုဥစ္စာဆောင်ချိုးလေးကလည်းသူ့မတီးထင်တယ်အကောင်ကလေးကငယ်ပေမဲ့အတော်ပါဝါထွားပုံပဲတိုက်ကြီးတဲ့သူ့ဘို့လုံနေတဲ့ငနေထင်ပါရဲ့ဆရာကလည်းငါတို့အပေါ်ဘူးပဲတဲနေရကြပါလားခုပြောကရေမုန်းနေကြလေ၏ထိုတွင်လူနီကလေးလည်းကစော်နှင့်အသားကင်ကိုဂရင်းတွေးပြီးအလားနောက်ထပ်တောက်လို့စားလို့တော့အမူအရာနဲ့ကြည်ကနှကမ်းမသားပြင်၍နေစဉ်ဘိုးတွေလည်းသဘောကြီးကြကဟာမောင်တန်တို့ဆိုတဲ့အထဲကပါလားကဲစားမိတ်ဆွေသဘောရှိကစော်တွေလည်းဟိုဘက်ကစင့်ဦးကြီးနဲ့အပြည့်ရှိလေရဲ့လောက်ပါဟုဆိုကအသားကင်လင်ပန်းနဲ့ကစော်ဦးကြီးကိုလူနီကလေးနီးသို့တိုးပေးလေ၏လူနီကလေးကလည်းဝမ်းသာအားရအံ့ခွာ၍စားကာတောက်ကနေလေရာဘိုးရီတို့ဆရာတပည့်များမှလေလူနီကလေးနဲ့အတူတောက်စားပျော်ပါ၍နေကြလေတည်းတခဏမြကြရင်လူနီကလေးနဲ့တကွာဘိုးရီတို့လူတစုလေလူမန်းသူမန်းမတီမှုရကတော်လုံးပလက်လဲ၍အိပ်ပျော်သွားကြလေတည်းဘိုးရီမှာကစောဝိုင်းနေသောလူတူဦးဖြစ်၍လူမန်းမတီအောင်အမှုလွန်သူပင်ဖြစ်လေကသာသူများထက်ဥစွာအမှုပြေ၍တတိယကနိုးလာလေ၏မိမိတပည့်များတတိမရသည်တော်လုံးပလက်ဖြစ်ကအံဘတ်အော်ဘတ်တွေအလူးလူးနဲ့အိမ်မောကြနေသည်ကိုတွေ့ရပြီးလျှင်မိမိအနီးတွင်အိမ်မောကြနေသောလူနီကလေးကိုတွေ့ရသောကြောင့်ဘိုးတွေမှာညာဦးကအဖြစ်အပျက်ကိုတတိယမှလူနီကလေးမှာကစောမူးလွန်နေကြောင်းသိရလေ၏ပေါင်းသိမိ၍မိတ်ဆွေဖြစ်ခဲ့သည်မှာအတန်ကြာတော့လေနေကင်းခါများတွင်စစ်ဆက်မမြင်ဘူးသောကြောင့်ယခုကဲ့သို့အခွင့်အသင့်တော့မိမိကက်ကက်ကြည့်မိဟုအနားသို့တိုးကကြည့်ရာလူနီကလေးမှာအရက်ကလေးတစ်ထောင်လောက်မျှတာရှိတော့လေခြေထောက်ကြီးတစ်ခုမှာလူကောင်ကလေးနှင့်အစမတန်နှစ်ဆလောက်ကြီး၍နေလေသည်ကိုတွေ့လျက်ဖောင်းမှုသောမျက်နှာကြီးမဲနဲ့ပြေးလည်နေသောပါးစပ်ပြဲကြီးနှင့်တကွာပွာရောင်ဖူတော့တူတောင်းလာသောနှာခေါင်းကြီးနှင့်ညီရဲသောအသားရည်ကြီးများမှလည်းဟင်းသာပြရားရောင်ထွက်လျက်ကျန်းတန်းထူပွားမွင်းညင်းကျနဲ့ရှိလေရာဘိုးတွေလည်းလက်ငိမ်မနေတော့ပဲလူနီကလေးရဲ့အသားပေါ်သို့လက်ညှိုးနဲ့ထိုးကြည့်ရာအသားမှာလူများရဲ့အသားဆိုင်ကဲ့သို့နူးနူးညံ့ညံ့ပြောင်မရှိပဲအတွေ့အဖြစ်ရုံးစွာကျန်းတန်းလျက်ပိန်းနေသည့်ကိုလက်နှင့်သုံးသက်ကြည့်ရပြီးတကယ်သို့မွင်းညင်းပေါက်ကျဲကြီးတွေမှာစူးညောက်တဲ့တန်းလွန်စွာကျန်းကျုပ်သည်ကိုတွေ့ရလေ၏သို့ဘိုးတွေလက်ညှိုးနှင့်တောင်ထိုးမြောက်ထိုးကြည့်နေသည့်အတွင်းလူနီကလေးမှာစက်ကနေထား၍ထိုင်ပြီးမျက်နှာကြမ်းကြီးနဲ့ဘိုးတွေကိုဆိုင်ရှိကပြုံးကနေထိုင်ရမှထပြီးတကြီးတိုင်နဲ့ထိုးသွားရင်ဖြက်ကနေပြောက်ွယ်သွားလေ၏ဘိုးတွေလည်းလူနီကလေးပြောက်သွားပြီးနောက်တပည့်များဘက်သို့တေးသေးချာချာကြည့်လိုက်ပြန်ရာအကြီးအငယ်အရွယ်လက်စသည်ဖြင့်အစင်းသက်တံအမျိုးမျိုးနှင့်နာနာဘာဝကောင်အမျိုးမျိုးတို့မှာကစောစင့်ကိုကြီးနှင့်အသားကင်ထဲထားသောလင်ပန်းကြီးကိုအလေကထားလျက်အလူရက်ဝိုင်းဖွဲကတောက်နေကြလျက်တရှုမဲနဲ့အကောင်ကြီးတွေမှာလည်းအိမ်မောကြနေသောလူတစုအနီးတွင်အံဘတ်များကိုနေရရှက်ရေကောက်ယူကလွေးလျက်ရှိနေရာ၎င်းတို့ကဘိုးတွေကိုမမြင်ပေဘိုးတွေလည်းရှောင်းတချက်ဟန်ကမိမိတပည့်များကိုအော်၍လိုက်လံနိုးလိုက်လျာတွင်မှ
မဲမဲတက်တော်ကြီးတွေလည်းစားတောက်နေသောအရာများကိုပြစ်ထားကရုတ်တရက်ပျောက်ကွယ်သွားကြလေ၏သို့သောထိုနေ့မှအစပြုကလူနီကလေးနှင့်တကွာနာနာဘဝတစုတို့မှကစော်နှင့်အသားငယ်မြည်ကိုအများကြီးရှာလည်၍နေကြသည်နှင့်ဘိုးတွေတို့ကိုမလောက်အောင်ရှိလေ၏မိမိတို့စားဖို့တောက်ဖို့ပြင်ဆင်ထားလျင်မင်းသားတစုတို့ရှေ့ဦးစွာဝင်ရင်ကြိတ်ကြသဖြင့်ဘိုးတွေတို့လူစုမှမလောက်မငါဖြစ်၍နေကြလေ၏ထို့ကြောင့်စားစရာများကိုပိုပိုမိုလုပ်ရလေ၏နေ့စဉ်နေ့တိုင်းမှာကလူတစုနှင့်တည်းနာနာဘဝတို့မှတောက်ပေါ်စားပဲဖြစ်လာကြရာတအုပ်ကိုတအုပ်မကြောက်ကြတော့ပဲရဲရင်နေကြလေ၏ညင်ခါတိုင်းတောက်စားမှုရကြလျင်ဆိုသူဆိုကသူကဘဲရှာသူဘဲရှာနှင့်နေခဲ့ကြရာနာနာဘဝတို့မှလည်းထိုနည်းကိုအတုလိုက်ကအယိုးကောင်ကမ္မထမ်းရုပ်တရံတို့နှင့်တလုံးလုံးတရွရွကသူကတီသူတီသူတို့နေရတိုင်းအတုခိုး၍ဖဲရိုက်သူရိုက်ကက်ဆွဲသူဆွဲအနေနဲ့ဖြစ်နေကြလေ၏ရွာနီးရှုပ်ဆက်ရွာများတွင်လည်းတနေ့တခြားနွားပြောက်စိတ်ပြောက်ဝက်ပြောက်ကြက်ပြောက်များလာကြရာတိုက်ရွက်ကြီးလက်ရှက်ဦးရဲမိယုံများမကဘိုးရီတို့လူစုလဲရွာထဲတွင်ရခင်ကလိုစူးစူးပူပူမရှိကြသဖြင့်ဘယ်ရက်တွင်စကြက်ရှာနေသည်နည်းဟု၎င်းတို့၏အသွားအလာကိုရှောင်းမြောင်း၍အရေးအကဲကြည့်ကြရာတိုက်ပြက်ကြီးတို့အမှတ်မထင်ရုပ်ပြတ်သွားကြသည်ကိုတွေးကြလေသောကြောင့်တစီမျိုးမျိုးနှင့်လူတွေတဘိုးတို့ခေါ်အောင်သည့်အဆိုပါတိုက်ပြက်ကြီးကိုရှေ့ရခင်ကားတတ်ပင်ကြောက်ရွံ့ကြကအနီးပါသို့နွားကြောင်မလာကြောင်တော့ပဲရှိကြလေ၏ထို့ကြောင့်ကြာသောဘိုးရီတို့မှအစားအသောက်ရှားပါးစားပြုလာရာနာနာဘဝတို့ကဝင်စားကြပြန်သည်တွင်ပို၍မလောက်မငါဘဝတော်ဝဖြစ်၍နေလေကြသဖြင့်ဘိုးတွေလည်းတပည့်များကိုကျင်းဝမဲမဲကဟေ့မင်းတို့ကြိုးစားရှာကြအောင်ကွာဒီနီးနားမှာမရရင်ရွာနာဘာနာသွားပြီးရောင်းသာဆွဲလာခဲ့ကြတော့ဟေ့ဟူ၍၎င်းလူနီကလေးကလည်းဟေ့မင်းတို့တွေလည်းတိုးရှာထားတာတွေခွာစားနေမင်းတို့လည်းကူညီပြီးရှာပေးကြအောင်ကွာဟူ၍၎င်းမျိုးမျိုးစုပူချင်းပေါင်းလေ၏နာနာဘဝတို့လည်းမိမိတို့အစွမ်းလျောက်ရှာဖွေပေးကြလေရာစားစရာကြောက်ဝက်များအဆက်မပြတ်ရပြန်လေ၏သို့သောရွာသူရွာသားတို့လည်းကျွဲနွားစိတ်ဝက်ပျောက်ချများလာသောအခါမခံမရနိုင်အောင်ရှိလာကြ၍ကြာသောပလိတ်တို့ကိုအကြောင်းကြားသဖြင့်နောက်ဆုံးတွင်ရွာသားနှင့်ပလိတ်တို့ကတိုက်ပြက်ကြီးတဲ့သို့ဝင်ရောက်ရှာဖွေကြရန်ရောက်လာ၏တို့ရာတွင်နာနာဘဝတို့ကခုခံရှောင်းလန်းကြသဖြင့်ပလိတ်နှင့်ရွာသားတို့ကဘိုးတွေတို့လူစုကိုမတွေ့ရပဲတစီတရေတို့ရှောင်းလက်ခံရ၍ပြန်သွားကြရလေ၏နောက်များမကြမီခါတို့၌ရွာသူရွာသားတို့၏လုံလာကြောင့်နွားစိတ်ွက်ကြက်များမရနိုင်ကြရာအရှားနေရာမှာမရရင်တိုက်ပြက်ကြီးအနီးနားတွင်ရှိသောတစ်ပင်ဝါပင်တွင်မိခိုနေထိုင်ကြသောကြီးငှက်တိရစ္ဆာန်တို့ကပြုတ်ပြုတ်ပြုံးလေ၏သို့နောက်ဆုံးတွင်လုံးလုံးစားစရာမရသည့်အချိန်တိုင်အောင်ရောက်ခဲ့ရာဘိုးရီတို့မှရွာသို့ပြန်၍ထမင်းရှာဖွေစားတောက်နိုင်တော့လေလူနီကလေးတို့တက်တိုက်ကလူသားမဟုတ်၍မစားနိုင်တော့ကြောင့်အခက်အခဲကြုံကြရလေ၏ဘိုးရီတို့ဆက်သွင်းသားထပ်ပြီးအစားအသောက်ကိုလည်းရှာလည်နေကြရာနောက်ဆုံးတွင်မရဒတာကဆိုင်ဆိုသောဤဖြင့်ဘိုးရီတို့လူစုကိုပင်ပြန်၍အမဲဖန်းကတနေ့တယောက်မှန်မှန်စား၍လာကြပြန်၏ဘိုးရီတို့ကထိုအကြောင်းကိုမရိပ်မိကြသည်အပေါင်းအသင်းတို့မှာကတဖြည်းဖြည်းရောပါမသည်ရောပါ၍လာကြလေ၏လူမဆုံသဖြင့်အရှိသောလူများ၏နေရသို့လိုက်လံစုံစမ်းပြန်ရ၌လည်းမလာကြောင်းဖြစ်သာပြောကြလျက်ရှိ၍အရက်တပါသို့ထောက်ခွာသွားကြသည်ဟုသောအထင်နှင့်သာနေခဲ့ကြလေ၏သို့သောကြံသောလူစုတွေကပင်တညတယောက်ကြရော၍လာကြပြန်ရာနောက်ဆုံးတွင်ဘိုးရီဘိုးစုဘိုးနုတို့ညီကို2ယောက်နှင့်စုစုပေါင်း3ယောက်သာကျွမ်းကျန်လေ၏လူရော့ကလေးကစ၍လေဘိုးရီတို့မှာနာနာဘာဝကောင်တွေနဲ့မတွေ့ရတော့ပဲတခါတည်းရန်လူညီကလေးနဲ့သာရိုးကနေရိတ်ကနေမြင်ရ၍မြင်ရသည့်အခါ၌လည်းလူနီကလေးမှာဘိုးရီတို့ကိုရှေ့ကလောက်မယုံတော့ပဲမျက်နှာစိုးကြီးဖြစ်တာတွေ့ရ၍ဘိုးရီတို့မှာမတွေ့တတ်အောင်ဖြစ်လာလေ၏တို့နှင့်ထိုညဖို့3ယောက်သာတောက်စားမှုရ၍အိတ်ကြရာနနက်လင်းလင်းဘိုးနုကိုရှာမတွေ့တော့ရှိဘိုးတွေနေဘိုးစုလည်းဘိုးနုကိုလိုက်ရှာကြလေ၏3ယောက်သားရှင်၍အိမ်နေရာမှာဘိုးနုနေရာဘက်တွင်သွေးစွန်းသွေးကွက်များလိုမြင်ကြရသဖြင့်တာ၍စိုးရင်လာကတေချာစွာထပ်မံစုံစမ်းကြည့်ရာမြေပေါ်တွင်တရုတ်တိုက်၍ဆဲယူသွားသောအကြောင်းအရာကြီးတစ်ခုထင်နေသည်ကိုတွေ့ရပြန်၍ထိုအရာတိုင်းလိုက်ကြသည့်အခါတွင်အုတ်တိုက်ပြက်ကြီးတစ်ခုသောအခန်းဝတွင်ရှေ့ရပြည့်၍နေသည်ကိုတွေ့ရသဖြင့်ရှေ့ရှိတကားကိုတွန်းတော်လည်းမရပဲလွန်စွာခိုင်မြဲနေသည်ကိုတွေ့လေ၏ဟေ့ဘိုးစုရေဘုံလူတော့ပဲနီးနေမဆိုဒီခန်းထဲမှာရှိမှာပဲဘာဖြစ်တယ်ဆိုတာဖွင့်ရအောင်စိုးဖွင့်ကြည့်ကြမယ်ကွာဖူပြောကတကားကိုထူရရဖွင့်ကြပြန်လေ၏ထိုအခါတွင်တကားမပွင့်မဲ့တကားအတွင်းမှာမျက်နှာစိုးစိုးကြီးများနေထွက်လာသောလူနီကလေးနှင့်ရဲသေးကြီးတယောက်ဘိုးသူတော်ဘဝကြီးတယောက်စံတိုနှင့်ဘလူးရုပ်ပေါက်နေသောထမိန်ဆောက်တို့ရင်ရှားထားသည့်မျက်ထောင်နေမိမိမကြီးတယောက်တို့မှနှုတ်ခမ်းပါဇက်တို့တွင်သွေးသားသွေးနာများပေးချင်လျက်ဘိုးတေနှင့်ဘိုးစုတို့ကိုမျက်စောင်းဟဲ၍ကြည့်၍တစ်ဖက်သို့လျှောက်ကပျောက်ကွယ်သွားကြသည်ကိုတွေ့ရသဖြင့်ဘိုးရီတို့မှတင်္ကာမကင်းဖြစ်ကဟေးဘိုးစုငါတို့ဒီကောင်တွေကိုထပ်မတင်ကားခြင်းမူတူတူချင်းစားနေပြီထင်တယ်တက်တိအောင်ဒီညမင်းနဲ့ငါအိတ်ရှောင်ဆောင်ပြီးချောင်းကြစို့ဟေးတုံးနေကြရဲကွာရွာပြန်ပြီးဓာတ်ရှိကောင်းကောင်းနှစ်လက်ချကြည့်အောင်သူဆိုကပြန်လာကြပြီးဓာတ်ရှိနှစ်လက်ကိုတစ်နေ့လုံးထက်စွာသွေးရည်နေကြ၏ရွာရှိတချို့လူများကမေးကြတော့အခါလဲဘိုးတွေကဒီနေ့ညတိုက်ရက်ကြီးမှာတရေတွေကိုဓာတ်ပွဲကျင်းပမလို့ပြန်ပြောတော့ကြောင့်ကြားရသူများမှာတို့ဘိုးတွေကြီးကတော့နာမည်နဲ့လိုက်အောင်မိုက်လေးမိုက်ပါပြီရဲ့တူတူပြောကနေကြလေတည်း
ညာဘက်သို့ရောက်လေ၏ဘိုးတွေနေဘိုးစုတို့လည်းအခါတိုင်းကဲ့သို့ပင်အိမ်တွင်မပြတ်တိုက်ပြက်ကြီးရဲ့သူဝင်ခဲ့ကြရာကစော်ကွက်နှင့်ကြက်ကြော်ကိုနှစ်ယောက်သားတောက်စားရင်မြင်းနဲ့လာသည်နှင့်မိတပိုကိုကထိုနီးမှနှစ်ယောက်ရှင်၍အိတ်ကြလေ၏ကျိုးအောက်တွင်ဓားရှည်ကိုထားလျက်မျက်လုံးကိုမိတ်ကားအိတ်ရှင်အောင်ဆောင်လျက်နေကြလေ၏ဘိုးတွေကဇွဲကြည့်သူဖြစ်၍အိတ်ရှင်အောင်ဆောင်လျက်အောက်အင်းကနာနာဘဝတို့အလားကိုရှောင်းရန်စွပ်ပေကမအိပ်ဘဲနေလေ၏ဘိုးစုကအိတ်ရှင်အောင်ဆောင်နေရကမှတကယ်အိပ်ပျော်သွားလေ၏ထိုအခါချိုးအတန်ကြားသဖြင့်ဘိုးတွေလည်းမျက်လုံးကိုမှေး၍ကြည့်လိုက်ရာတင်းမုတ်ထမ်းသောလူနေကလေးနှင့်ရသေးကြီးဘိုးသူတော့ထမိန်သောက်ထိုရင်ရှားနှင့်ခေါင်းမွေးဆုပ်ပါမိမကြီးတို့ဘိုးစုအနာသို့ရောက်လာကြသည်ကိုတွေ့ရလေ၏ဘိုးတွေလည်းဘိုးစုကိုအိတ်ရှင်အောင်ဆောင်နေသည်ဟူ၍သာထင်လေ၏တို့ရတွင်မတော်တဆအိတ်တော်နေသလားဟုတတိပေးဦးမီဟုပြုတော်လဲမပေးသာမိမိကစကားပြောလိုက်ရင်မိကလေးတို့လှုပ်ရှင်ရလောက်ကြတော့မီမဟုတ်တဲ့ဖြစ်တဲ့ကြောင့်ဘိုးစုလည်းမိမိကဲ့သို့ပင်အိတ်ရှင်အောင်ဆောင်၍ကြည်နေသည်ဟုထင်သောကြောင့်တကြောင်မြုံကြည့်ရမှာမကြခင်ပင်ဘိုးစုကောင်းရဲ့ဘက်မှရက်နေသောလူနီကလေးနဲ့ထန်းသာသောတင်းပုတ်ကြီးနှင့်ဘိုးစုကောင်းကိုထုလိုက်ရာလုံးနေသောကောင်းသည်သကောပမာအကွဲချီမွှားလျက်အပြားရှက်ကြီးဖြစ်သောကသွေးများလည်းဖျားဖျားကျဆင်းလာသည်ကိုတွေ့မြင်ရလေ၏ဘိုးတွေလည်းထိထိပြပြနှင့်အဲ့ရမှာလူလဲထားပြီးတရှိနှစ်လက်ကိုတစ်ဖက်တစ်ချက်ဆွဲကင်ကလူနီကလေးကိုတအားလွှဲ၍ခုတ်ပိုင်းလေ၏သို့သောနာနာဘာဝတကူကြောင့်အကောင်ထေကိုမထီလေးကိုသာခုတ်ပိုင်းမိလေ၏ထိုခိုက်တွင်ဆွဲသူကိုမမြင်ရပဲဘိုးစုရဲ့လောင်းကြီးမှာတရုတ်တိုက်ပါသွားသည်ကိုမြင်ရသဖြင့်လူနီကလေးတို့တက်တိုက်လည်းပျောက်ကွယ်သွားကြသည်နှင့်အလောင်းကြီးတွေ့သွားသည့်နောက်မှာတကောက်ကောက်လိုက်ခဲ့ရာနောက်ဆုံးတွင်ယမန်နေ့ကတွေ့ရသောအခန်းတကားကြီးနာသို့ရောက်ခဲ့လေ၏အလောင်းကြီးတကားဝါသို့ရောက်လျင်တကားကြီးမှာအလုံးလုံးပွေလာကဘိုးစုရဲ့အလောင်းကြီးလည်းအတွင်းသို့တရုတ်တိုက်ဝင်လာရာဘိုးတွေလည်းဓားကိုမြင့်မြတ်စွာဆုပ်ကန်လျက်စိုးအတင်းဝင်၍လိုက်သွားလေ၏အတွင်းသို့ရောက်လျင်ဘိုးတွေမှာဓားကိုဆုပ်ကန်လျက်သွေးပြက်လူမခံဖြစ်သွားလေ၏ထိုခန်းကြီးကတိုက်ပြက်ကြီးရဲ့ကြီးတစီတရဲ့နာနာဘဝအပေါင်းတို့၏ပျော်ပါတောက်စားရွှင်မြူးရာဟိုတယ်ကြီးတစ်ပွဲလွန်စွာလည်းကျယ်ဝန်းလာပေ၏ထိုမြကျယ်ဝန်းသောအခန်းကြီးတစ်ခုလုံးတွင်များစွာသောလူသေးအလောင်းတို့ဖြင့်ပြည့်နှက်လျက်ရှိပြီးလျှင်ထိုလူသေးတို့မှလည်းတရှိုးကလောလောလတ်လတ်သေးပြီးသားဖြစ်၍အလောင်းတိုင်းတို့၏ရင်ဘက်တွင်ကထက်လော်သာသောလက်သေးတို့ဖြင့်ကုတ်ပြဲဆွဲဖောက်ထားတဲ့ကဲ့သို့ပေါက်ပြဲဆုပ်ပြဲကဥသေးတို့မှဖျို့ဖျဲပြန့်ကျဲလျက်သွေးတန်တရေရေနေရှိသည်ကိုတွေ့ရလျက်အလောင်းများမှလည်းမိမိတပည့်အရင်များသာဖြစ်လျက်တေသူတို့၏မျက်နှာမှလည်းမရှုမလသေးရသည့်အလားအသက်ထွက်နေကြပုံကိုမြင်ရသောအခါတတိကောင်းလာသောဘိုးတွေပင်လျင်အသေးတုံဥတုံဖြစ်ရလေ၏ထိုခိုင်း၌ယခုပင်ဆွဲလာသောဘိုးတေကြီးအလောင်းနီး၌လူနီကလေးနှင့်ရသေးကြီးဘိုးသူတော်ထမိန်ဆောက်တို့မိမကြီးတို့ပေါ်လာကြပြီးဘိုးစုယူဝမ်းပိုက်ကိုမျက်ထောင်နေသေးရဲ့မကြီးကသူ၏ထက်လာသောလက်သေးဖြင့်ကုတ်ဆွဲလိုက်ရာပြီးကနေပေါက်ပြေးသွားပြီးဥသေးနှင့်သွေးများပေါ့ထွက်လာသည်နှင့်တပြိုင်နက်လူနီကလေးနှင့်တကွာယသိဘိုးသူတော်တို့ကပါဥသေးတွေကိုအလူရဲ့ကိုက်ဆွဲစားတောင်းနေကြသည်ကိုတွေ့ရပြန်ရာဘိုးတွေမှလည်းထိတ်လန့်ခြင်းကြီးထိတ်လန့်ကရှာကနေလှည့်၍နောက်သို့ပြေးခဲ့လေ၏တကားနီးတို့မရောက်မီပင်နောက်ကလူနီကလေးတင်းပုတ်ကြီးနှင့်ပြေးလိုက်လာပြီးတကားကြီးလည်းဂျိတ်ခနဲပိတ်သွားလေ၏ဘိုးတွေလည်းဤတွင်မှအလန့်ကြီးလန့်သွားကတကားကိုဓာတ်နှင့်ကလန့်၍ဖွင့်လေ၏နောက်ကလည်းလူနီကလေးမှလိုက်လာပြီးမိမကြီးကလည်းရှေလာသောလက်သေးကြီးနှင့်လန်းကကုတ်ရှိဆွဲခေါ်လေ၏ဘိုးတွေလည်းလန်းလန်းနှင့်ဇုတ်ကန်၍ရုံးကန်အတကုံနှင့်အော်လေ၏ဒို့နှင့်အော်သူအော်ဆွဲသူဆွဲနှင့်ဘိုးရီကြောတစ်ခုလုံးသွေးတရေရဲနှင့်အမဲဖြတ်ထားသလိုရှိလေ၏နောက်ကဆွဲသူများကလည်းကျဲတဲ့ကျန်း၍ရမ်းတဲ့ရန်ကဘိုးရီအားပေါင်ကိုဆွဲခေါင်းကိုလှဲ၍နေကြရာဘိုးရီလည်းကြံရမရသဖြင့်နောက်ဆုံးတွင်သက်လုံးမိုက်ဆိုးပေတီလာသောလူပင်ဖြစ်လေကသာခလုတ်ထီမှအမိတာဟုသောစကားပမာဖျားဟုတလိုက်မိသည်တွင်ရှေ့ကပိတ်ထားသောတကားလည်းရုတ်တရက်ပွင့်သွားလေ၏ဘိုးရီလည်းတရှူထိုးပြေး၍ထွက်လာလေ၏နောက်ကလူနီကလေးတို့တစုလည်းညာတန်ပေးကတသေးသေးဆူညံလျက်လိုက်လာလေ၏ဘိုးရီလည်းရွာစီတို့ရှေ့ရှုကအပြေးကြီးပြေးလာခဲ့၏လိုက်လာကြသောနာနာဘဝတို့အနှက်မှလူနီကလေးလည်းရှေ့ဆုံးကခေါင်းတီရဲ့ပါလာ၏ဘိုးတီလည်းတဟဲဟဲနှင့်မနာရန်ပြေးခဲ့ရာနောက်ဆုံးတွင်ရွာတကားသို့ပြေးမိသည်နှင့်တပြိုင်နက်လူနီကလေးလည်းတင်းပုတ်ကြီးထမ်း၍နှက်လိုက်လေရာဘိုးတီလည်းအတန်နဲ့ကြီးဖြင့်အမက်လေးပြားဟုတခုံးနဲ့အော်ကရွာထဲသို့အဝင်တွင်တွင်လဲအောင်လဲကျသွားလေသည်နနက်လင်းလျင်ကရွာသားတို့မှဘိုးတီတတိမရပဲရွာထဲလင်လဲလင်သည်ကိုတွေ့ရ၍တယောက်စကားတယောက်ကြားကတို့ရလုံးစုယုံလာကြပြီးတချို့ကလည်းရခင်နေ့ကဘိုးရီဓာသွေးရင်ပြောသည့်စကားကိုသွားရေးတတိယကြသဖြင့်တိုက်ဖြတ်ကြီးနာကနာနာဘဝတို့လက်ချက်ဟုသိကြသောကြောင့်ဘယောဂဆရာတဦးကိုပင်၍စုံစမ်းကြလေသည်ထိုအခါမြို့မင်းအိမ်၌တဲခိုလျက်ရှိသောဘယောဂဘက်တွင်အထူးနာမည်ထွက်နေသောကျွန်တော်၏ကျေးဇူးရှင်ဆရာကြီးကိုရွာတကြီးကိုယ်တိုင်လာ၍ပင်သဖြင့်ကျွန်တော်လေးဆရာကြီးတပည့်ပြီးစေးအိတ်ကိုထမ်းကဆရာကြီးသွားရနောက်မှလိုက်ပါလာခဲ့ရပါကြောင်းဘာတို့ရောက်ရင်လူသေးကဲ့သို့မေ့မျောနေသောဘိုးရီဆိုသောလူကိုတွေ့၍ဆရာကြီးလည်းကူထုံးနည်းအတိုင်းပရိတ်ရေမှန်းလက်ဖွဲ့အင်အိုင်းစသည်များနှင့်ပူစားလေရာမကြမီတတိယ၍လာလေ၏ဆရာကြီးလည်းရွာတကြီးနှင့်ရွာသားများတောင်းပန်ခြင်းကြောင့်တိုက်ပြက်ကြီးကလူနီကလေး၏အထုပ်ပတ်တီကိုစုံစမ်းမင်းမြန်းပေရာနာနာဘဝတို့လည်းဘိုးရီကိုပူးဝင်လျက်ရှေ့ထက်ကြော်ခါကထိုတိုက်ပြက်ကြီးတွင်ထွက်ရလန်းကိုအထုလိုက်စား၍ဖိုတခုနှင့်အကိရက်ထိုးနေသောကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးသည်
တပည့်ရက်သေးကြီးတယောက်နှင့်ကပ္ပိယအဖြစ်ထားရှိသောဘိုးသူတော်တယောက်နှင့်နေထိုင်ကြစဉ်ကိုကျောင်းတိုက်ကြီးကိုလူသောကျောင်းမှတထေးကြော်ကြီးလည်းတထေးကြီးဆုံးပြီးနောက်လူဆိုးသမားတို့ရန်ကိုကြောင်းလန့်သည်ကတကြောင်ဘုံကြီးယဟန်ဤတွင်ဥပုပ်တဲ့စောင့်သုံးရနေလူသည်ကတကြောင်များကြောင့်အဖိုးတန်ရွှေငွေပစ္စည်းပစ္စယများနှင့်တပါတဲ့ဘုံကြီးကျောင်းသို့ရွှေပြောင်းလာပြီးကျောင်းကြီးအောက်တွင်နေထိုင်ကြောင်းဘုံကြီးလည်းနေမိညမိမစဲအကြီးရက်ကိုတရှဲရှဲထိုးရနေခဲ့ရပါတတိကတော်ကြီးလည်းရွှေဖြစ်ငွေဖြစ်နီကိုအလိုရှိသဖြင့်ဘုံကြီးအလိုရှိသောရွှေငွေပစ္စည်းများပါထောက်ပံ့ရေးနေထိုင်လာခဲ့ရာဘုံကြီးမှလည်းမိမိကိုယ်ကိုဝိဆာလိုလိုစောကြီးလိုလိုအထင်ကြီး၍နေခဲ့ကြစဉ်တနေ့သောအခါနေကြီးမူကြီးပြင်းထန်စွာတိုက်ခတ်သွင်းရမှာမိုးသားတိမ်တောင်တို့မှာဖြိုကနေဖြိုက်ကနေဝင်းပြောင်တောက်တင်းလျက်မိုးချိန်းတံများမဆဲအောင်ထချုံမြည်ဟီကမဲနဲ့သောတိမ်တောင်တိမ်ခဲကြီးအတွင်းမှာမိုးကြိုးကြီးချုကနေပစ်ချလိုက်ပြီးအဆိုပါဘုံတော်ကြီးအုပ်ချောင်းကြီးမှာမိုးကြိုးလက်နက်ကြောင့်ရုတ်တရက်ပြိုလဲပျက်စီး၍တယူတန်သောဘုံကြီးနှင့်တကွရသေးဘိုးသူတော်ကျောင်းမှတထေးကြော်ကြီးတို့မှာတိုက်ပြေရာတွင်ပြီးမရှိမဆန့်တည်ဆုံးရသည်တွင်ဇော်ကြီးစိတ်ဝင်နေသောဘုံတော်ကြီးမှာကလူနေတရေကလေးဖြစ်၍ရသေးနှင့်ဘိုးသူတော်တို့လည်းတရေကြီးတွေဖြစ်ကြကတထေးကြော်ကြီးမှာကမိမိပစ္စည်းကိုဆွဲလန်းသူဖြစ်တဲ့ဖြစ်ထိုနေရာမှာပဲဥစ္စာဆောင်မကြီးဖြစ်၍နေပြီးရင်လူနေကလေးကြီးအုပ်ချုပ်ခြင်းကိုလက်ခံကထိုနေရာ၌များစွာသောနာနာဘာဝတက်စီတရေအပေါင်းနှင့်နှစ်ပေါင်းများစွာစိုးသွမ်းလာသည်ကိုသိရှိရလေ၏ဘိုးတွေလည်းဆရာကြီးကယ်ဆယ်တဲ့ဖြစ်အသက်ဘေးမှလွတ်မြောက်ခဲ့ရပြီးနောက်ရှေးကလိုစိုးသွမ်းဟော့ရမှုများကိုမပြုတော့ပါဘူးဟုအာမဝန်ခံကဖျားတွင်တစ္ဆာပန်ပြီးယနေ့တိုင်၅ပါးသီလကိုခါဝိပစိုးကဲ့သို့ဆွဲမြဲစွာနေထိုင်ကြောင်းသိရပေကြောင်းဟုတ်ကဲ့ခင်ဗျာဇလန်လေးကတော့ဒီညမှာပဲပြီးဆုံးတော့ပါပြီနောက်ဆင်အားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဇလန်ကောင်းလေးတွေပြပြမှာမလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးပါအောင်ခင်ဗျာအားရပျော်ရွှင်သောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေ